မြတ်စွာဘုရားဆိုတာတကယ်ရှိခဲ့သလားသို့မဟုတ်တကယ်မရှိခဲ့ဘူးလားသမိုင်းထောက်ထားနဲ့ရှိခဲ့သလားဆိုတာဘယ်လိုနဲ့သိနိုင်သလဲဆိုဘေကုံမေးတာပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေလည်းကိုယ်မေးရင်ဘယ်လိုဖြေရမယ်ဆိုတဲ့ဖြေလေးတွေကစိတ်ဝင်စားစရာမကောင်းတော့မှတ်သားနိုင်ယူကြမယုံကြည်တဲ့ပုဂ္ဂိုလ်အပဲဖြစ်စေဒီမေကုံတွေကိုမေးလာတဲ့အခါဖြေနိုင်ဖို့လိုအပ်တယ်ပေါ့ယမယကဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမေးခွန်းမျိုးတွေမေးခဲ့ကြတာတွေရှိတယ်ဘုရားဘာသာထဲမှာလည်းမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီမေးခွန်းမျိုးတွေမေးတတ်တယ်ပေါ့အဲတော့မိလိမ့်နာမင်းကြီးကတော့သူကိုယ်တိုင်ကဖိဋကသုံးပုံစာပေတွေကိုနှစ်ဆက်ဆက်လေ့လာပြီးမရှင်းလင်းတဲ့အချက်တွေမေးတာတော့သူကိုယ်တိုင်ကဘုရားကိုမယုံကြည်သူတော့မဟုတ်ယုံကြည်သူဖြစ်တယ်ပေါ့သို့တော်လည်းဒီလိုမေးခွန်းတွေမေးမယ်ဆိုလို့ရှိရင်ဘယ်လိုဖြေကြမလဲဘယ်လိုဖြေသလဲဆိုတာကိုသူသိရှိနားလည်ခြင်းလို့မေးတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့သူကမေးခွန်းနဲ့စားတယ်သူကဘုရားရှိမရှိဆိုတဲ့နေရာမှာအရှင်နာဂသေနာတဲ့အရှင်ဘုရားဗုဒ္ဓကိုယ်တိုင်မြင်ဘူးသလားဆိုမေးခွန်းဒီမေးခွန်းကစကားကတ်တော့မဲ့ဆိုတာဟောဆိုဘုရားပြိဋိဘံစံသွားတာနှစ်ပေါင်း900နီးပါးရှိအဲ့မှာဘုရားကိုကိုယ်တိုင်မြင်ခဲ့တာလားဆိုမေးခွန်းမေးတာနော်သူစတင်မေးလိုက်တော့ဘုဒ္ဓတရားဒိဋ္ဌောရှင်ဘုရားကိုယ်တိုင်ဗုဒ္ဓကိုမြင်ခဲ့ဘူးသလားလို့ဆိုရှင်နာသကသေနာဖြေတယ်နာဟိမဟာရကမမြင်ဘူးပါဘူးတဲ့ဘုရားကိုသူကိုယ်တိုင်မမြင်ခဲ့ဘူးပါဘူးတဲ့မမြင်ခဲ့ဘူးလို့ဖြေတဲ့အခါကျထပ်မေးတယ်ရှင်ဘုရားမမြင်ခဲ့ဘူးဆိုရင်ရှင်ဘုရားဆရာတွေရောဘုရားကိုမြင်ခဲ့ဘူးသလားသူရဲ့ဥပိ္ပဇေဆရာတွေကလည်းဘုရားပြိဋိဘံစံပြီးမှပြိဋိဘံစံပြီးနှစ်ပေါင်း900နီးပါးခန့်ကြမှာပေါ်လာတဲ့ပုဂ္ဂိုလ်တွေကိုအဲ့တော့ဖြေတယ်သူတို့လည်းမမြင်ဘူးပါဘူးတဲ့သူကိုယ်တိုင်လည်းမမြင်ဘူးသူဆရာတွေကလည်းဘုရားကိုမမြင်ဘူးမတွေ့ဘူးအဲ့လိုဆိုလို့ရှိရင်တေနဟိနတ္ထိဗုဒ္ဓောမမြင်ဘူးဆိုလို့ရှိရင်ဘုရားမရှိဘူးပေါ့တဲ့ဒီလိုပြောတဲ့စကားမျိုးသူကကပ်ပြီးတော့မေးတဲ့ပုံစံမျိုးလောကမှာမြင်ဘူးမှရှိတယ်လို့ပြောလို့ရတာမှမဟုတ်တာမမြင်ဘူးတဲ့ရှိနေမမွေးခင်ကကိုယ့်အဖေကိုမြင်ဘူးကြလို့လားနော်မမွေးခင်ကဘယ်သူမှမြင်ဘူးတာမဟုတ်အမေလည်းမမြင်ဘူးအဖေလည်းမမြင်ဘူးမွေးလာပြီးတော့မှဒါအမေဒါအဖေဆိုပြီးမှတ်သားချဒါလို့အဲ့တော့ဘုရားဆိုတာကိုကိုယ်တိုင်လည်းမမြင်ခဲ့ဘူးကိုရောဆရာတွေကလည်းမမြင်ခဲ့ဘူးဆိုရင်ဒီလိုဆိုရင်ဘုရားမရှိဘူးပေါ့လို့ဒီလိုပြောတာအဲ့တော့ရှင်နာဂသေနာသူ့ကိုပြန်ပြီးတော့မေးခွန်းထုတ်တယ်ကိမ္ပနမဟာရာဇဟိမဝတိဥဟာနတိတရားဒိဋ္ဌဟိမန္တာမှာအဲ့ဒီခေတ်တုန်းကဥဟာဆိုတဲ့မြစ်ကြီးရှိတယ်ဒီမြစ်ကတခြားနေရာမှာတော့မတွေ့ဘူးအခုဝိလိဏပညာမှာသာလေဥဟာလို့မြည်ရတဲ့မြစ်ရှိဟိမန္တာတောင်ပေါ်မှာဒါကတော့တောင်ကြားမြစ်ဆိုတာရှိနေတာဗမာပြည်မှာလည်းမြစ်တွေအများရှိတာပဲလေဒုဋ္ဌဝတီမြစ်တို့ဘာလို့ဆိုတာတချို့လူတွေမြင်မှုချင်းမှမြင်မဲကောင်းမြစ်တို့မြစ်တွေဆိုတာတော့ရှိတာသီပေါမြို့နယ်နေတဲ့လူတွေကသီပေါမြို့နာကပ်ပြီးတော့ဒုဋ္ဌဝတီမြစ်ကစီးသွားတာစီးသွားတော့သီပေါမြို့ကလူတွေကတော့ဒုဋ္ဌဝတီမြစ်ကမ်းပါးမှာနေချတော့ဒီမြစ်ကိုသိကြဝိလနဲ့ဒေသပုဂ္ဂိုလ်တွေကတော့ဒီမြစ်ကိုသိမှာအဲ့တော့ဟိမန္တာတောင်ဆိုတာလူသူရောက်ပေါက်နေတဲ့နေရာမှာမိရိဏမင်းကြီးကလည်းဟိမန္တာတောင်နှစ်ဆက်ဆက်အကုန်သူရောက်ဖို့မဟုတ်ဘူးအဲ့ဒါကြောင့်ဟိမန္တာတောင်က
သမိုင်းသဘောအရဟိမဝန္တာတောင်မှာဥဟာဆိုတဲ့မြစ်ရှိတယ်မြန်မာပြည်မှာတောင်မှပဲမေခမေလိခဆိုတဲ့အေယဝတီရဲ့အစမြစ်တွေဟာမရောက်ဘူးတဲ့လူကြတော့ထူးဆန်းတယ်အဲ့မေခမေလိခရဲ့အထက်မှာတခါရှိသေးတယ်မူလာရှိတီဆိုတာရှိသေးတယ်ပုဒ္ဓဥပ္ပမူလာရှိတီဘုန်းကြီးတို့တော့မနစ်ကမှမြင်မှုတဲ့အဲ့ဒီမြစ်ကိုမူလာရှိတီကနေပြီးတော့စီလာအဲ့တော့ကိုမရောက်ဘူးတဲ့နေရာဆိုရင်တော့မြင်ဘူးဖို့ဆိုတာမတမခဲတယ်ဟိမဝန္တာမှာဥဟာဆိုတဲ့မြစ်ရှိတယ်ဥဟာမြစ်ကိုသေမင်းကြီးမြင်ဘူးလားလို့ဆိုမမြင်ဘူးပါဘူးလေသေမင်းကြီးရဲ့ဖခမီးတော်ရောအဲ့ဒီမြစ်ကိုမြင်ဘူးသလားဆိုဖခမီးတော်လည်းမြင်ဘူးတယ်လို့ပြောဘူးတဲ့ဒီလိုဆိုရင်ဥဟာမြစ်ဆိုတာမရှိဘူးပေါ့ဒီချို့ကိစ္စတွေကြတော့စကားကတ်လို့ရှိရင်အကတ်နဲ့ပဲပြန်မေးရတယ်သူကနော်ကတ်တဲ့စကားနဲ့ပဲပြန်မေးရတယ်အနုဖို့ဆိုလို့ရှိရင်ပြဿနာမပြေတတ်ဖို့ပေါ့ဒါဖြေတဲ့နေရာမှာစိကံလိမ္မာကျွမ်းကျင်ဖို့လို့ဆိုရှင်နာကသင်္နာကမိဘအဖြစ်ထုတ်တဲ့နေရာမှာလိမ္မာကျွမ်းကျင်တော့မိလိမ့်နာမင်းကြီးကိုပြန်ပြီးတော့သူကမိဘနေပြန်ထုတ်တာပြန်ထုတ်တော့ဒီလိုဆိုလို့ရှိရင်သင်မင်းကြီးကိုယ်တိုင်လည်းဥဟာမြစ်ကိုမမြင်ဘူးဟိမဝန္တာတောင်ကဥဟာမြစ်ကိုမမြင်ဘူးသင်မင်းကြီးရဲ့ခမည်းတော်ကြီးကလည်းမမြင်ဘူးဆိုတော့ဟိမဝန္တာတောင်မှာဥဟာမြစ်မရှိဘူးပေါ့မမြင်ဘူးရင်မရှိဘူးပေါ့လို့ဒီလိုမှတ်ချက်ဆွဲလိုက်တဲ့အခါကျတော့ဘာပြောတော့ဆိုရှိတယ်ပေါ့တဲ့အရှင်ဗျာဘာလို့လို့ဆိုရင်ဥဟာမြစ်အကြောင်းကိုရေးသားပြီးပြောဆိုထားတာတွေရှိတာဟုတ်ဥဟာမြစ်ရှိတာပေါ့တဲ့တပည့်တော်ကိုယ်တိုင်မမြင်ဘူးတော့လေတပည့်တော်ရဲ့ခမည်းတော်ကြီးမမြင်ဘူးတော့လေဥဟာမြစ်ဆိုတာရှိတယ်နော်မမြင်ဘူးတာမမြင်ဘူးတာနဲ့ဆိုင်မဆိုင်တာရှိမရှိကလူကအကုန်လုံးလိုက်ပြီးမြင်ရတာမြင်ဘူးတာမှမဟုတ်တာအဲ့မမြင်ဘူးလို့မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါကျတော့လိမ္မာပဏ္ဏဆိုဘေးကနေပြန်ပြီးတော့မေးတဲ့အခါသူ့သူအဖြေပေးပြီးသားဖြစ်သွားဘုဟာမြတ်စွာရှိတယ်ဆိုတော့ရှင်နာဂသေနာဒီအတိုင်းပဲပေါ့တဲ့ငါလည်းမမြင်ဘူးငါရဲ့ဆရာတွေလည်းမမြင်ဘူးဒါပေမဲ့လို့ဘုရားဆိုတာရှိတယ်ဒီလိုပြန်ပြီးတော့သူကဖြေလိုက်တာနော်အဲ့တော့ဖြေဆိုမှုနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုသင်ကြားပို့ချပေးတယ်ဟောမိလိမ့်နာမင်းရဲ့မိဂောဟာရုတ်တရက်ဆိုရင်ကြောင်သွားနိုင်တယ်ပေါ့ဘုရားရှိလားမရှိလားဆိုတဲ့မိဂောဟာမမြင်ဘူးရင်မရှိဘူးဆိုတဲ့ conclusion ကိုဆွဲမဲ့သဘောတူပါတော့လောကကြီးမှာမမြင်ဘူးပဲနဲ့ရှိနေတာတွေအများကြီးပဲပင်လယ်ထဲမှာအလွန်ထူးဆန်းတဲ့သတ္တဝါတွေနော်မမြင်ဘူးတောထဲမှာအလွန်ထူးဆန်းတဲ့သတ္တဝါတွေမြင်ဘူးကြတာမဟုတ်သို့သောတစားနဲ့လောကမှာထူးခြားတဲ့အရာတွေဟာစူးစမ်းလေ့လာသူတွေကဒီကနေ့ခေတ်တော့ကင်မရာတွေနဲ့ရုပ်ပုံလွှာတွေမှတ်တမ်းတင်ပြီးတော့ပြတဲ့အခါမှာတော်တော်များများလူတွေဟာသိရှိလာကြတယ်